ကျွန်တော်တို့ credit 600စုလောက်မှာဆိုရင်ပေါ့နော် AR မြင်ဝမ်းနဲ့ကြောက်ဖြားမြင်ဝမ်းတောက်လျှောက်မှာနေထိုင်ကြတဲ့ကျွန်တော်တို့မူလူမျိုးတွေကရေသွင်းစိုက်ပျိုးနည်းကိုကျွမ်းကျင်လာပြီးတော့ကျွန်တော်ရဲ့ယဉ်ကျေးမှုကလည်းတစားတိုးတက်လာခဲ့ပါတော့တယ်အဲ့လိုနဲ့ပဲဒီထိုင်းနိုင်ငံအတွင်းမှာဒွါဝတီဆိုတဲ့မူမျိုးပြနိုင်ငံကိုတည်ထောင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းတထုံမူမျိုးပြနိုင်ငံကိုတည်ထောင်ပြီးတော့နေထိုင်ခဲ့ကြပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ခုနပြောတဲ့600စုဝန်းကျင်လောက်မှာပါဒီလိုနဲ့ပဲကျွန်တော်တို့ဒီအနိုထာမီကပထမမြန်မာနိုင်ငံကိုတည်ထောင်တဲ့အချိန်မှာဆိုရင်နော်ဆွမ်းလာကကျွန်တော်ရဲ့တထုံမျိုးပြနိုင်ငံကပကံအမအောက်ကိုကြောက်ခဲ့ပါတယ်အဲ့လိုပဲဒီထိုင်းမှာလည်း87ရာစုဝန်းကျင်လောက်မှာဒီဆောနာကကျွန်တော်ဒီဒွါဝတီဆိုတဲ့မြို့ပြနိုင်ငံကဒီခမအင်မာအောက်ကိုကြောက်ခဲ့ပါတယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်မူလူမျိုးတွေကတကွဲပြားဖြစ်ကုန်တာပေါ့နော်တော့တော့ညာလဲကျွန်တော်ဒီ73ရာစုလဲရောက်ကိုဒီမဂရူးမင်းဆက်ကိုတီထောင်တဲ့ဝါရူးမင်းလက်ထက်လဲရောက်ကိုကျွန်တော်မူလူမျိုးတွေကိုပြန်လဲစုစည်းပြီးတော့ဗုဒ္ဓမမျိုးကနေဗုဒ္ဓမမျိုးပြနိုင်ငံကိုပြန်လဲထီထောင်ခဲ့ပါတယ်အဲ့မင်းဆက်လက်ထက်မှာကျွန်တော်ဒီမြန်မာနိုင်ငံထဲမှာပေါ့နော်ခုနမူလူမျိုးတွေစုခုနမွန်တိုင်း၃တိုင်းလုံးကိုပြန်လဲစုစည်းပြီးတော့မျိုးပြနိုင်ငံကိုတည်ထောင်နိုင်ခဲ့တာပါအဲ့ဒီချိန်တည်းကကျွန်တော်မူလူမျိုးတွေကမြန်မာနိုင်ငံထဲမှာနေလာခဲ့တာဆိုရင်ကျွန်တော်အခုချိန်ထိပါပဲပေါ့နော်ဒါကြောင့်လည်းကျွန်တော်မူလူမျိုးလို့ပြောလိုက်တာနဲ့ကျွန်တော်မြန်မာနိုင်ငံကတိုင်းနာနယ်ဖွားဆိုပြီးတော့တကဘာလုံးကလက်ခံထားကြတာပါ